မင်းရှိပြီးလွတ်လပ်မှုကိုနှစ်သက်တဲ့သူကနေ့ဘက်မှာအပြင်ထွက်လေးရှိပြီးညဘက်မှာဝတ်သစ်ချပင်ပေးမှထိုင်ကပလွေမုတ်ပြီးတစ်ပင်တွေကိုရင်ဖွင့်လေးရှိပါတယ် ဖေးကျွန်တော်ခေါ်လား မိုက်ကမ်သူကမင်းနဲ့ဆေးသက်ထားတဲ့အင်းကြီးမင်းသမီးလက်စီပဲလက်စီကနိုင်ငံတော်ကိုလာလိုက်ရင်နန်းတော်မှာရန်နိုင်ငံနေလိမ့်မယ်လက်စီမင်းသားမဲကောင်မင်းဘလို့ထင်လဲ အရှိမင်းကြီးကျမတို့မြင်မြင်ချင်းနှစ်သက်သွားခဲ့ပါတယ်ကျမဒီမင်္ဂလာပွဲကိုလုံးဝသဘောတူတယ် ဟာဟာရန်ကောင်းနေ ဒါဆိုသူကရန်ကားပြီးမာနာကြီးတယ်လို့နာမည်ကြီးနေတဲ့အင်းကြီးမင်းသမီးလက်စီလားခဏနေဦးဖေးကျွန်တော်ရဲ့ထင်မြင်ချက်ကိုမမေ့ရသေးဘူးလေကျွန်တော်သဘောမတူဘူး အဖေရဲ့ဆုံးမချက်ကိုမင်းဘလို့ကောက်ွယ်ရတာလေငါ့ကိုကြောင်းပါချက်တစ်ခုခုပေးပါ ဖေးကျွန်တော်စစ်မှန်တဲ့အချက်ကိုရှာပြီးကိုယ်ပိုင်ပျော်ရွှင်မှုကိုပဲရွေးချယ်ခြင်းတယ် မဲကမ်မင်းသားတယောက်အနေနဲ့နိုင်ငံတော်အတွက်ကိုရင်ဦးစားပေးရမယ်ဒီရင်တော်ကြီးကအဖေတို့ကိုသူတို့နဲ့မမေးဖွဲ့နိုင်ဖို့ကူညီပေးလိမ့်မယ် ဖေးဒီလိုဆိုရင်တော့ကျွန်တော်ပြောနိုင်မှာမဟုတ်ဘူးနော်ကျွန်တော်ဆုံးဖြတ်ပြီးပြီ ကောင်းပြီလေအဖေရဲ့နောက်ထပ်မွေးနေ့မတိုင်ခင်အထိမင်းရဲ့ချေးစစ်ကိုရှာမတွေ့ရင်မင်းသမီးလက်စီကိုလက်ထပ်ရမယ် ဒီနန်းတော်ကြီးတစ်ခုလုံးငါ့ကိုဘာလို့ဘယ်သူမှနားမလဲရတာလဲမင်းကဘာလုပ်လဲမင်းဘယ်ရလာတာလဲ ကျမနာမည်ကလန်နာပါဒီဝတ်သစ်ချပင်မှာနေပါတယ်ကျမဒီမှာနေရကြပြီရှင်ပလွေမှုတ်တာတွေရင်ဖွင့်တာတွေကိုနားထောင်မိတယ်ဒီနေ့ရှင်ပလွေဝမ်းနည်းစွာမှုတ်နေလို့ကျမထွက်လာခဲ့တာမောက်ကရှင်ကိုဘာစိတ်နှောက်ရှက်ဖြစ်စေရလဲရှင်ဝမ်းနည်းမှုတွေကိုကူညီပေးနိုင်မှာပါ ငါအဖေကငါခံစားချက်မရှိတဲ့မင်းသမီးလက်စီနဲ့အတင်းလက်ထပ်ခိုင်းနေလို့ကျေးဇူးတင်ပါတယ်လာနာငါနည်းနည်းသက်သာသွားပြီမင်းကငါ့ကိုနားထောင်ပေးပြီးနားလည်ပေးတဲ့တူရီတော်သူပါအခုချိန်ကစပြီးငါနားမှာရှိပေးနိုင်မလား တောင်းပန်ပါတယ်ကျမညနေဆောင်မှရှင်ကိုထွက်တွေ့နိုင်မှာဘေးတိုင်းနဲ့ဝတ်သစ်ချပင်စီပြန်သွားရမှာဒါကျမကံကြမ္မာပဲ ဒါဆိုမနေ့ကညမဟုတ်ဘူးညာတိုင်းမြို့ငါလာတွေ့မယ် အဲ့ဒါကြောင့်မင်းသားမဲလ်ခမ်ကညတိုင်းဥယျာဉ်တဲကိုသွားနေတာ哦ဝတ်သစ်ချပင်မင်းကလေးဟမ်ရှင်တို့နှစ်ယောက်ကိုဒီလိုမျိုးထပ်ပြီးရင်းနှီးခွင့်မပေးနိုင်ဘူးဟော အိုးပလင်မောက်တဲ့သူကမဲလ်ဂုံမဟုတ်ဘူးလားမင်းဘာလို့ဒီကိုရောက်နေရလဲမင်းကဘာတူလဲ နာဂလက်စီပဲမဲလ်ခမ်နဲ့စစ်ဆက်ထားတဲ့သူစစ်သားတွေသူ့ဖမ်းဆန်းသူကမင်းသားကိုသွေးဆောင်ဖို့စူးစမ်းနေတဲ့စုံးမကြီးပဲ မဟုတ်ဘူးမင်းမနေပြီငါဆုံးမမဟုတ်ဘူးငါမင်းသားမြောက်ကွယ်တငယ်ချင်းမှာ နင်းညင်းချင်သေးရလားဝတ်သစ်ချပင်မှာစုံးမတွေပဲပုံအောင်နိုင်တာမင်းသားပြန်မလာခင်သူ့ကိုအပြစ်ပေးဖို့ခေါ်သွားလိုက်အသုံးမဝင်တဲ့အကိုင်းခတ်တွေသူထပ်ပုံးစရာမရှိတော့အောင်လို့ဒီတပ်ပင်ကြီးကိုမြက်မြက်ခုတ်ပစ်လိုက်စမ်း မင်းသားမင်းသမီးလက်စီကမင်းညကဝတ်တိချပင်ကိုခုတ်လဲဖို့တရရောက်ကိုဆေလွတ်ခဲ့တယ် လက်စီအဲ့ဒါကိုဘယ်သူကလှုပ်ခွင့်ပေးလို့လဲအဲ့ဒါငါချစ်ရတဲ့ဝတ်တစ်ချပင်ဆိုတော့မင်းမသိဘူးလား အသုံးမဝင်တဲ့တင်းငုတ်တိုလေးပါကျမတို့လက်ထပ်တဲ့အခါကျမဘယင်မဖြစ်လာမှာဒီနေရာလဲကျမအိမ်ဖြစ်လာမှာပဲ လာနာငါပလွေတောင်မင်းကြလားငါပြန်လာပြီလေငါ့ကိုလာတွေ့ပါဦး မဲလ်ဂုံဝတ်သစ်ချပင်ကိုခုတ်လဲလိုက်ပြီဆိုတော့ကျမပေါ်လာလို့မရတော့ဘူးဝတ်သစ်ချပင်ကြီးပြန်ပေါက်လာမှကျမပြန်ပေါ်လာနိုင်မှာ ဒီအချိန်မှာငါလက်စီကိုပဲလက်ထပ်ရတော့မှာပေါ့ဒါပေမဲ့ငါမင်းကိုပဲချစ်တာလေ နေလန်းတစ်ခုရရှိရဲ့ဒါပေမဲ့အရန်ခက်ခဲလိမ့်မယ်တော့ဖို့သွားပြီးဒီဝတ်သစ်ချပင်ရဲ့အရေးအမြစ်ဖြစ်တဲ့ဝတ်သစ်ချပင်အုပ်ကိုရှာရမယ်
အဲ့ဒီစုံမကြီးတယောက်ရှိတယ်သူပဲကျမကိုဒီမှာချုံနှောင်ထားခဲ့တာကျမကိုဘယ်လိုလွတ်မြောက်ပေးနိုင်မလဲဆိုတာသူပဲသိတယ် ငါသူ့ကိုတေချာပေါက်ရှာပြီးမင်းကိုလွတ်ပေးဖို့တောင်းဆိုမယ်ဒီမှာပဲငါနောက်ဆုံးတော့တွေ့ပြီလာနာပြောတော့ဝက်သက်ချပဲဦးဒါပေမဲ့အဲ့ဒီဆုံးမအောင်ငါအခုဘယ်လိုရှာရမလဲဟေးဆုံးမကြီးကျွန်တော်ခမည်းနဲ့တွေ့ကြလို့ပါ ဟမ်ဆူညံနေတာပဲမင်းကဘာတူလဲမင်းဘာလို့ဒီကိုရောက်နေတာလဲ ကျွန်တော်ကမဲကွန်ပါကျွန်တော်တောင်းပန်ပါတယ်လာနာကိုလွတ်ပေးပါ လာနာဒီကောင်မလေးကိုချုံတော့ထားတာတော့အမှန်ပဲသူ့ကိုလွတ်မြောက်စေချင်တာလားဒါပေမဲ့မင်းကအတွေ့အရာတစ်ခုလုပ်ပေးရမယ် ကျေးဇူးပြုပြီးပြောပါကျွန်တော်အကောင်းဆုံးကြိုးစားပါမယ် လာနာအတွက်ဖြည့်ဆည်းပြုလုပ်ဖို့အရေးကြီးတဲ့ပါဝင်ပစ္စည်းတစ်ခုလိုနေသေးတယ်အဲ့ဒါကချော်ရည်ကြောက်ဘလူးဆောက်ရှောက်တဲ့ဟိုးအရှိကတောင်လိုင်းကူထဲကချော်ရည်ကြောက်တုံးပဲ ဟာ ပြီးရင်ဒီဝက်တိချက်ပေကကြတဲ့နင်းရည်ဆက်တွေကိုစုဆောင်းပြီးချော်ရည်ကြောက်တုံးကိုအဲ့ဒီထဲမှာစိမ့်ပြီးငါစီပြန်လာပို့ပေးရမယ်သူကြောက်တုံးကိုပြန်ယူနိုင်ရင်အရင်ကောင်းတယ်မဟုတ်ရင်လည်းသူ့ကိုဒီဘလူးကြီးနေနေလိမ့်မယ်ငါနဲ့ဘာမှမဆိုင်ဘူး ကျွန်တော်ခမရကိုမနှောက်ယှက်ချင်ပေမဲ့ချော်ရည်ကြောက်တုံးလိုနေလို့ပါကျေးဇူးပြုပြီးကျွန်တော်ကိုပေးပါဒီနေရာကနေချက်ချင်းထွက်သွားပါမယ် အော်ဒီချော်ရည်ကြောက်တုံးကကြောက်တုံးဘလူးထဲမှာဖွက်ထားတာကိုတော်တယ်နောက်တစ်ဆင့်ပြီးတာနဲ့လာနာကိုလှုပ်ပေးနိုင်ပြီ ဒီဆေးကဘလို့အစိမ့်တဲ့ဆေးကြီးလဲစုံးမခမရကျွန်တော်ကိုလှည့်စားလိုက်တာလား ဟာဟာဟာဟုတ်တယ်ဒါငါအတွက်ဒီအစိတ်ဖြစ်စေဖို့မင်းကိုလက်စားလိုက်တာပဲနီနာအတွက်ဖြည့်စည်းကိုငါပေးမယ်လို့မင်းထင်နေတာလားအိမ်မက်မက်နေလိုက်အခုအဲ့ဒီဆေးကိုနာခါစွာနဲ့ပေးစမ်းမင်းမပေးရင်မင်းကိုဝက်တိချပေမှာချီနှောင်ပြစ်မယ်မင်းလဲလာနာနဲ့ထပ်တူကကြမှာရလိမ့်မယ် မကောင်းဆိုးဝါဆုံးမကြီးကျွန်တော်ခမရကိုမတိုက်နိုင်ပေမဲ့ဒီအစိတ်ပြင်းတဲ့ဆေးကိုမပိုင်ဆိုင်သေးရဘူး အော်ငါရဲ့ဝက်တိချပင်ငါရဲ့အရေးအမြင့်ငါရဲ့ခွန်အားမပြေဘူး ဆုံးမကြီးကိုဖယ်ရှားနိုင်ခဲ့ပြီအခုငါလာနာကိုဘယ်လိုကြရမလဲမသိတော့ဘူး လာနာမင်းဝတ်သက်ချပင်ကနေလွတ်မြောက်လာပြီလား ဝတ်တိချအပင်ဦးကြီးနဲ့စုံမကြီးတော့မရှိတော့ဘူးဆိုတော့ကျမအပေါ်စုံမကြီးရဲ့ကျင်းစာတွေလည်းတက်ရောက်မှုဆုံးရှုံးတော့ပြီမို့လို့ကျမပြန်လာနိုင်တာကျမလည်းမင်းသမီးတစ်ယောက်ပါငယ်ငယ်ကလေးကစုံမကြီးရဲ့ကျင်းစာတန်းကိုခံခဲ့ရပြီးဒီဝတ်တိချခိုင်းမှာအချိန်နောက်ခံခဲ့ရတယ်မတော်တဆဒီနန်းတော်မှာစိုက်ထားရင်ကြီးလာပြီးရှင်နဲ့တွေ့ခဲ့တာမကောရှင်ကျမကိုလွတ်မြောက်စေခဲ့ပြီ လာနာငါမင်းကိုချစ်တယ်အခုချိန်ကစပြီးငါအနားမှာနေပေးပါ ကျမသဘောတူပါတယ် Malcolm ကလန်နာကိုသူ့အဖေနဲ့တွေ့ပေးဖို့နန်းတော်ကိုခေါ်သွားခဲ့ပါတယ်။တ
သူတို့ကလက်စီရဲ့မကောင်းမှုအလုံးကိုပြောပြလိုက်ပါတော့တယ်။ဘရင်လည်းအရန်ဒေါသထွက်သွားပြီးလက်စီကိုနိုင်ငံတော်ကနေနှင်ထုတ်ဖို့အမိန့်ပေးခဲ့တဲ့။မဲလ်ကမ်နဲ့ဝက်တစ်ချပင်မင်းသမီးလန်နာတို့ရဲ့မင်္ဂလာပွဲကိုရွှေမျိုးစာကျင်းပခဲ့ကြပါတယ်။အတူတကွပျော်ရွှင်စွာနေထိုင်ကြပြီးနိုင်ငံတော်ကိုထာဝရငြိမ်းချမ်းစွာအုပ်ချုပ်ခဲ့ကြပါတော့တယ်။